ဆောင်ရဲ့မွေးရဲ့ဆောင်ရဲ့ဝေးရဲ့တမျိုးဝစီကျွေလာပြောင်းလို့ရင်ဒီပေါင်းများစွာကြာခဲ့ပြီကွယ်တာရီဝဲချက်တွေအောင်မြင်ခဲ့တဲ့မြဝဲမေအားရစီဖို့အပြည့်သောလို့အရောက်လာမယ်အမေရင်မှာချမ်းမြေစီပဲကွယ်ကောင်းမြတ်တာကောင်းရာကျုံလာအတတ်တင်စေပေးဝေပြီးရင်အိမ်များရင်ကမိဘတို့ငါငါတွေအလူမမေအရွယ်ရောက်တော့တရွာမပြောင်းသူကောင်းမဖြစ်ဘူးရဲ့လို့မိဘဘဝလူကြီးများကလူရပြန်တယ်တာကိုွယ်ညမထားလို့အတိတရားတွေဝါစီမတဲ့အမေနဲ့ဆရာသမားများကကောင်းစားလေးကျွန်တော်ပါတယ်ဘဝဆိုတာမမိကောင်းဘူးတဲ့အာသူ့ရောက်သူ့ရမှာအမိသားလေးလွတ်မြောက်ဖို့ကြံရွယ်တွေးတယ်ငေးတယ်တွေးတယ်မြင်အောင်မိရနေတဲ့ကျွန်တော်အရွယ်ငယ်ငယ်လေးမို့ညရပိုက်တွေးလာရမိဘမြတ်တာအေးချမ်းလာပါတယ်အဖေနဲ့မိအချစ်တွေတိုင်းသားမောင်လူလာမျက်စိအောက်ကပြောင်းမခံနိုင်တဲ့ကွယ်အဲ့ဒါတွေတွေးပြီးပြန်ရင်အခုလိုအနေတွေးပြီးအေးမဲ့သားမောင်ဖြေးကမလဲမြတ်ဗုဒ္ဓထံတော်ပါဘုရားဆုမြတ်မနာချီမဲဝိမာတာကျမ်းပါပါစီကွယ်နာသုံးဘုရားဥထိမပန်း၍ယင်းသကုဏဘုနာဒီပါတကယ်တတိပညာသုံးပြီးခဲ့သည်များမိနေရွာအချင်းချင်းရမယ်အာရပါရရောမိမိညမအချင်းနေထွေထွေဘဟုတုတ္တကိုအမေတိအောင်ပြောပြမယ်အခုနေကားဆိုရင်ဖြင့်အမေမျက်နှာရွှင်ကြည်နုလို့ကြည်နူဝါသာများစီဖြစ်ဝဲမနဲ့ကိုဆွမ်းညရင်ရံနဲ့ဒီမိပန်းနေညမညို့အောင်သုံးနဲ့ညောင်ရဲဝဲဝဲအောင်တည်းနဲ့သရဝဝီနေရမှုအမေစုတောင်းလို့အမြဝီနေမယ်တာရုတာရုတာရုပါအမေရဲ့အတွေးတွေအမငယ်လေးနဲ့အမေသားလာရွာပြန်မျောနေတကယ်